မင်္ဂလာပါစာအုပ်စာပေချစ်မြတ်နိုးသူအားလုံးရေကျွန်တော်တို့ရဲ့စာအုပ်စာပေလူမိတ်ဆွေ channel ကနေကြိုဆိုပါရစေဒီနေရာလေးဟာစာအုပ်စာပေကိုဘဝရဲ့အဖို့အဖြစ်သတ်မှတ်သူတိုင်းအေးအေးဆေးဆေးလာလေလို့ရတဲ့နေရာလေးပါဒီ channel မှာစာအုပ်အကြောင်းစာရေးဆရာအကြောင်းစာဖတ်ခြင်းရဲ့အလှပနဲ့ဘဝကိုပြောင်းလဲစေတဲ့စာပေအကြောင်းတွေကိုပြောပြပေးသွားမှာပါအတူတူစာအုပ်စာပေရဲ့လှပတဲ့ကဘာတွေကိုခီးထွက်ကြမလားခုပြောမယ်အကြောင်းအရာကတော့ဝင်ချင်းမတူပါလမ်းမပေါ်မှာကလေးမလေးတယောက်ဟာခေါင်းပေါ်မှာရေပုံးကြီးတစ်လုံးကိုတည်ပြီးဖြည်းဖြည်းချင်းသွားနေပါတယ်သူဟာလူစီကားတဲ့လမ်းမကြီးပေါ်မှာအေးအေးဆေးဆေးသွားနေပြီးသူရီမှန်းထားတဲ့ခီးပန်းတိုင်ကိုသာအာယုံစိုက်နေပါတယ်။လူတွေကသူဘာကြောင့်ဒီလောက်ဖြည်းဖြည်းသွားနေရတာလဲဆိုတာအံ့အားသင့်နေကြတယ်။သူ့ရဲ့နောက်ကလူတွေကမြင်မြင်လျှောက်ပြီးသူ့ကိုကြော်သွားကြတယ်။ချောင်းကနေရေပုံးတွေနဲ့ပြန်လာတဲ့ကလေးတွေကလည်းသူ့ကိုကြော်သွားကြတယ်။တချို့ကလေးတွေကသူ့ကိုဖြေးတယ်ဆိုပြီးလောင်ပြောင်ကြတယ်တယောက်ကပြောတယ်။အင်ကိုဘယ်တော့ရောက်မလဲမင်းကအရန်နေတယ်ညင်နေတာပဲ။ဒါပေမဲ့ကလေးမလေးကသူတို့ပြောတာကိုဂယုမဆိုင်ပဲအေးအေးဆေးဆေးရှောက်နေတဲ့ခဏကြာမှအမျိုးသမီးနှစ်ယောက်ကသူ့ကိုတွေ့ပြီးစနောက်ကြတယ်။မင်းမေကမင်းကိုအလုပ်စူးစမ်းဖို့တင်မပေးဘူးလား။ရေပုံးသေးသေးလေးတစ်လုံးကိုတည်ရတာဒီလောက်နေရသလားတခြားကလေးတွေလိုမြင်မြန်လျှောက်လို့မရဘူးလား။တချို့ကလေးတွေကမင်းထက်ပိုလေးတဲ့ရေပုံးတွေကိုတည်နေကြတာပဲမင်းကအရန်နေတယ်။ဒါကိုကြားပြီးတဲ့အခါကလေးမလေးကဘာမှမပြောဘဲဆက်လျှောက်နေရဲ့ဒါပေမဲ့တိတ်မဝေးသေးခင်မှာလူကြီးတယောက်ကသူ့ကိုရက်ပြီးပြောတယ်။ဟေးမြင်မြန်လျှောက်ပါတခြားကလေးတွေထက်နောက်မကျနဲ့မင်းတို့တည်နေတဲ့ရေပုံးတွေကအတူတူပဲသူတို့နဲ့ရှင်ပြီးအင်ကိုသူတို့ထက်စောစောရောက်အောင်လုပ်ပါမြင်မြန်လျှောက်ပါကလေးမလေးကလူကြီးကိုပြုံးပြပြီးဘာမှမပြောဘဲဆက်လျှောက်နေရဲ့လူကြီးကခဏရက်ပြီးဒီကလေးမလေးရဲ့အပြုအမူကိုအံ့အားသင့်နေရဲ့သူလမ်းလျှောက်နေစဉ်မှာလူတွေကသူ့ကိုအော်ပြောနေကြတယ်ပြေးပြေးပြေးတခြားကလေးတွေကမင်းထက်အများကြီးရှေ့ရောက်နေပြီးသူတို့ကိုနောက်မကျနဲ့မြင်မြန်လျှောက်ပါဒါပေမဲ့လူတွေဘာပြောပြောကလေးမလေးကဘာမှဂယုမဆိုင်ပဲဆက်လျှောက်နေရဲ့ရုတ်တရက်ပဲအဖွားအိုတယောက်ကသူမစီချင်းကပ်လာပြီးအေးအေးဆေးဆေးမေးတယ်ခလေးရေမင်းပါကြောင့်ဒီလောက်ဖြည်းဖြည်းသွားနေရတာလေမင်းတဲ့နေရဲ့ရေပုံးကအရန်လေးလို့လားတခြားကလေးတွေကမင်းထက်အများကြီးရှေ့ရောက်နေပြီခလေးမလေးကခဏရက်ပြီးပြုံးပြလိုက်ကအေးအေးဆေးဆေးပြောလိုက်တယ်ကျမခေါင်းပေါ်မှာတည်နေတာကရေမဟုတ်ပါဘူးကြက်ဥတွေပါကြက်ဥတွေကိုတည်နေရတာပါရေတည်နေရဲ့ကလေးတွေလိုမြင်မြန်လျှောက်လို့မရဘူးလမ်းကမကောင်းဘူးသူတို့ကြရင်ရေတွေယိုထွက်သွားမှာပဲဒါပေမဲ့ကျမကြရင်ကြက်ဥတွေကွဲသွားမယ်ကြက်ဥတပုံကရေပုံးတစ်လုံးထက်တန်မိုးရှိတယ်ကျမကသူတို့နဲ့မရှိနိုင်ဘူးဘာလို့လဲဆိုတော့ကျမတို့တည်နေတဲ့ဝင်ကမတူဘူးဘဝဆိုတာလဲဒီလိုပါပဲတခါတလေမှာလမ်းကိုဖြည်းဖြည်းချင်းရှောက်ရတာပါအနိုင်ယူဖို့ကစားနေတာထက်မရှုံးအောင်ကစားနေတာပါကြက်ဥတွေအကုန်လုံးနဲ့အင်ကိုရောက်ရင်ကျမကျေနပ်ပါတယ်တခြားကလေးတွေဘလောက်ရှေ့ရောက်နေလဲကျမဂယုမဆိုင်ဘူးတင်ခန်းစာဘသူနဲ့မှမရှင်ပါနဲ့ကိုခီးကိုအာယုံဆိုင်ပြီးဆက်လျှောက်သွားပါကိုတည်ထားတဲ့ဝင်ကတခြားသူတွေနဲ့မတူပါဘူးခရေဖက်ဟန်ဆိုင်ဆေးမန်းဘာသာပြန်ဒီဗီဒီယိုကိုကြိုက်နေတဲ့ရင် YouTube ကဆိုလိုက်နဲ့စီရင်သွင်းခဲ့ပေးဖေးစဖိုင်းနဲ့တတော်ကဆိုလိုက်နဲ့ဖော်လို့လုပ်ခဲ့ပေး